အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကင်ဆာနဲ့ပတ်သက်ပြီးတော့ဗောနော်ကင်ဆာနဲ့ပတ်သက်ပြီးအာမခံရှိမှကျွန်တော်ပြောခဲ့ဘူးတယ်အာမခံ၃ခုနဲ့ကာကွယ်ထားလို့ရတယ်အဲ့ဒီဒေကနေကျွန်တော်ကအသက်အာမခံနဲ့ပတ်သက်တဲ့ဟာလေးနည်းနည်းပြောပြမယ်အဲ့ဒါကတော့ဘာလဲဆိုတော့လက်ရှိအသက်ကနေအာမခံထားတဲ့စပြီးတော့စထားတဲ့အသက်ကနေအသက်65အထိကြားတဲ့ကာလမှာကင်ဆာဖြစ်ခဲ့တယ်ဆိုရင်ကိုထားတဲ့အာမခံရဲ့25% 25ရာခိုင်နှုန်း၄ပုံတစ်ပုံကိုကြိုပြီးတော့မှအာမခံထုတ်ပြီးမယ်အဲ့ထုတ်ပြီးတဲ့ပတ်စံနဲ့ကိုကစီပဲကိုမိသားစုပဲပေးကျန်တဲ့ကိုကြီးကိုတာကြိုက်တာတော့သူဘာမှပြန်တင်ပြကြမလို့ဘာဖြစ်လို့အဲ့ဒါကိုပြောချင်တာလဲဆိုတော့ဒီကောင်ဒီကျမရအာမခံကြတော့ကျွန်တော်တို့ကပတ်စံပြန်ပြီးတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့က medical documents ဒီအပြင်ပေးရတယ်ဘေးပေါက်ချာတွေနဲ့ဘာတွေသုံးလဲဆိုတာပြန်တင်ပြရတယ်ကျွန်တော်တို့ဒီပြည့်ထက်ယောဂအာမခံတို့ဒီဟွာတွေUniversal Life ကအာမခံတို့ကြရင်เนาะသူဒီအဲ့လိုစာရွက်စာတမ်းတွေ medical documents ကလွှဲရင်ကျန်တဲ့ပေါက်ချာတွေတင်ပြကြမလို့ဘူးဘာသုံးလဲပြောကြမလို့ဘူးပေါ့အဲ့တော့အဲ့ဒါလေးတစ်ခုကသူက25ရာခိုင်နှုန်းရတယ်သူ့မှာလည်းမပြီးတဲ့ဟာလေးတွေရှိတယ်မပြီးတဲ့ဟာဘယ်လိုဟာမျိုးလဲဆိုတော့ဥပမာသူကကင်ဆာတော့ကင်ဆာပဲအရေပြားကင်ဆာလိုဟာမျိုးနောက်ပြီးတော့သွေးကင်ဆာလိုဟာမျိုးနောက်ပြီးတော့ရင်ဒီမှန်ပြောင်းတဲ့ကုလို့ပြောင်းမဲ့မှန်ပြောင်းတစ်မျိုးတည်းနဲ့ကုလို့ပြောင်းတဲ့သူရဲ့ stage တွေပေါ့နော်အဲ့ stage တွေခွဲထားတဲ့အထက်မှာအကျုံးမဝင်တဲ့ဟာလေးတွေကင်ဆာအသေးစားလေးတွေဆိုရင်သူကမပေးဘူးနောက်ပြီးတော့ HIV AIDS ကြောင့်ဖြစ်လာတဲ့ကင်ဆာမျိုးတွေဆိုရင်မပေးဘူးသူကအဲ့လိုမဟုတ်ဘဲနဲ့သူကအဓိကခန္ဓာကိုယ်ထဲမှာအမြင့်တွေပွားပြီးအကျိတ်တွေမြင့်တွေပွားပြီးဖြစ်တဲ့ကင်ဆာဆိုရင်တေချာပေါက်ပေးမယ်တခုတော့ရှိတယ်သူဒီအာမခံထားပြီးရက်90အတွင်းဖြစ်တာမျိုးတော့လက်မခံဘူးဟုတ်တယ်အာမခံထားပြီးရက်90အတွင်းမှာကင်ဆာပေါ်တာမဟုတ်ဘူးအာမခံ1နှစ်2နှစ်3နှစ်လောက်ထားပြီးတော့မှအာမခံသွင်းဖို့ရက်သွားပြီးတော့မှကျွန်တော်တို့ကအာမခံပြန်သွင်းတယ်သွင်းပြီဆိုရင်လည်းအဲ့သွင်းတဲ့အချိန်ကနေစပြီးနောက်ထပ်ရက်90ပြန်ရည်တယ်ပြန်စောင့်ပြီးအဲ့ဒီအချိန်ကြာမှဒါကင်ဆာဖြစ်လာလားအဲ့မတိုင်ခင်ဖြစ်တာလားဒီလူကကင်ဆာဖြစ်မှအာမခံပြန်သွင်းတာလားဆိုတာကိုဆရာဝန်တွေကပြန်ပြီးတော့မှစစ်ဆေးပါတယ်အဲ့ဒါပြီးမှသူဒီ claim နဲ့ process ကိုဆက်ပြီး run ပေးပါတယ်ဒါလေးတခုကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ